မင်္ဂလာပါဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေကဘဝမှာခက်ခဲတွေဒုက္ခတွေနဲ့ကံတရားတွေနေမှာပြီးတော့ဝိကျက်နံကျက်ဖြစ်เสียကိစ္စတွေများပြီးတော့လောကရန်တရားတွေနဲ့ရင်ဆိုင်နေရပြီလားဒါဆိုရင်တော့မိတ်ဆွေကိုကျွန်တော်ပြောချင်တာတစ်ခုရှိပါတယ်အဲ့ဒါကတော့မိတ်ဆွေရဲ့ဘဝမှာဘေးအန္တရာယ်ကင်းပြီးတော့စီးပွားလာပါလဲပွင့်မယ်ဆိုလို့ရှိရင်အဲ့ဒီအရာကိုလုပ်ချင်ပါသလားအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကတတိပြည့်နံဘုတ်တွေကြည်စဉ်အပိုက်တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စာရေးဆရာရွှေညိုဆရာနှုံကြီးရေးသားပြုစုထားတဲ့နံဘုတ်တွေဝိဇ္ဇာလမ်းစဉ်တစ်တတိပြည့်ကြည်စဉ်ရဲ့ပထမပိုင်းဒုဒ္ဒပြီးတဲ့ကာယသီတိနံဘုတ်တွေတချို့ပရိသတ်တွေကစာရေးသူကိုမေးကြတယ်ဆရာအာနာဇက်ထက်တဲ့ကျင်းစဉ်လေးပေးပါကျင်းစဉ်လေးရေးပေးပါဆရာဆိုလို့စာရေးသူကိုအခုသိမြင်ထားတဲ့အထက်ကနံဘိုးတွေဝိဇ္ဇာလမ်းစဉ်ကိုရေးသားပေးလိုက်ပါတယ်ပထမအဆုံးရေးချင်တာကနံဘိုးတွေဆိုတာလူတိုင်းနဲ့မစိမ်းပါနံဖွဲ့ထားတဲ့နံဘိုးတွေ၅မျိုးဆိုပြီးတော့ပေါ်ထွက်ပြီးမြဲအစွမ်းထက်ဆုံးမှာသုဝဏဘူမိတောင်ကျွန်းနံဘိုးတွေသည်သာအစွမ်းထက်ဆုံးဖြစ်ပါတယ်ဒီခါတော်နဲ့ထွက်ရပုံသွားတဲ့သူတွေများပြားရှိပါတယ်။ကာယသီးလုံးတယ်ဆိုတာရိုးရိုးလုံတာမဟုတ်ဘူးနော်။တာတကတွေအများကြီးရှိတယ်။ဒီကရှေးဦးမင်းဆရာတော်ဘုရားကြီးဆိုသံဗုဒ္ဓဂါထာကိုသာသနာ9000ညီညွတ်ပြီးဒီနေ့ပရိပတ်ရေ90ဒိဋ္ဌံတင်ပွားများတာတောထဲမှာ9နှစ်နေပြီးတော့အဲဒီမှာဒိဋ္ဌံလည်းပြီးရောလူသူမရှိတဲ့တော်ကြီးထဲမှာသစ်ပင်အောင်ရက်လိုက်တာနဲ့ဆွမ်းတွေလိုရောက်လာတယ်အဲ့မှာဆင်ကျင်ကြည့်ကြရအောင်ဘာလို့သစ်ပင်အောင်ကရရင်ဆွမ်းရတာလဲအဝိညာဏအသက်မဲ့ကဝိညာဏအသက်ရှိကိုဆွမ်းလောက်လို့မရဘူးအဲ့ဒီသံဗုဒ္ဓဂါထာတော်ရဲ့တကိုးတော်ကြောင့်သောဆောင်နဲ့တောင်ဆောင်နဲ့တွေသစ်ပင်ဆောင်နဲ့တွေယုကစိုးဘုံမစိုးတွေကလောက်လှူကြရတယ်အဲ့မှာဆရာတော်ကြီးကရှေးဦးမင်းဘက်သာသနာစပြီးတော့အင်္ဂလိပ်ဆိုရကလူစွမ်းကောင်းပေါ်တယ်ဆိုပြီးဆရာတော်ကြီးကိုအဲ့နီးနားကရွာသားတွေကိုပတ်စံပေးပြီးတော့ဆရာတော်ကြီးကိုရိုက်ခိုင်းတယ်ဆရာတော်ကြီးဆွမ်းခံတာအဲ့ဒီရွာမှာရွာသားတွေကဒုတ်တွေခဲတွေဓာတ်တွေနဲ့ပြေးကြတယ်အဲ့မှာခမည်းတော်မျက်လုံးထဲမြင်အောင်သာကြည့်အာလောကဆေးထိုးရင်တော့နိုင်ကျွမ်းနေရင်တော့ဒီလောက်လူအုပ်ကိုအကြာအခမ်းမချနိုင်ဘူးဆရာတော်ကြီးကအတူတစ်ချောင်းတောင်မပါပဲအဲ့ဒီရွာကိုဖြတ်တာဆရာတော်ကြီးရဲ့နေငန်းစတောင်မထိဘူးဆရာတော်ကြီးကိုစော်ကားတဲ့သူတွေဆေးရုံမှာတောင်အတွင်းလူနာဖြစ်ဒလနေကြရတယ်တန်ဖိုးတွေကာတာကိုသုံးနည်းရှိတယ်စစ်ဖြစ်သော9ခေါက်နန်းသာလိမ့်သော3ခေါက်ဝမ်းစားသော9ခေါက်စသဖြင့်ရေးသားလေးရှိတယ်အချုပ်ကြ1000ရောပါလေတဲ့အဲ့မှာစစ်တိုက်သော9ခေါက်ဆိုကြပါစို့စစ်တိုက်မှရောရမှာလားဟဲ့အောင်နေအောင်ငါ9ခေါက်မပြည့်သေးဘူးအဲ့လိုပြောပြီးတော့တစ်ဖက်ရန်သူကိုစောင့်ခိုင်းလို့မှမရတာကံလေးမျိုးမှာတော့အာသနကံကိုကြည့်အာသနကံကအမြဲမဟုတ်ဘူးစိတ်ကူးပေါ်မှာလောက်ရတာအာသနကံကထမင်းစားရေလောက်တယ်လို့လောက်ရတာအဲ့လိုပဲနံပိုးတွေကိုရိတ်ကြုံမှထားရောလို့စွမ်းရင်တကယ်ထမင်းစားရေလောက်ဆိုရင်ဘယ်လောက်စွမ်းမလဲဘလူစရီတော်မှတိုက်တစ်ထောင်လုံးတက်တဲ့သူကိုမကြောက်နဲ့တကွက်ထဲကိုအခါတစ်ထောင်ကျင့်တဲ့သူကိုပဲကြောက်ပါတဲ့အဲ့တော့နံပိုးတွေတမျိုးတွေကိုပွားထားရင်ဘယ်လောက်အင်အားကြည့်လိုက်မလဲရန်ကုန်မှာအဲ့ခေတ်ကလူမိုက်တအုပ်ကိုစာရေးဆရာတအုပ်ကအိမ်ပေါ်တင်ကြည့်တော့လူမိုက်ကကျေးဇူးဆက်တယ်ဆရာကြီးကျုပ်ကိုကြွေးတာ9လရှိပြီကျုပ်မှာဆက်စရာဘာမှမရှိဘူးအဲ့တော့ဆရာကြီးကိုကျုပ်ရဲ့ကိုတွေးလေးပြောပြရစီဆိုပြီးတော့ပြောပြတယ်ကျုပ်ကလူမိုက်ဆိုတော့ငွေပေးရင်လှုပ်ရတယ်ဒီနေ့မှကျုပ်ကမိမတရားကိုလမ်းမှာချောင်းပြီးတော့ရက်ရမှာပေါ့ဗျာအဲ့မှာသူလာနေကြလမ်းမှာကျိုးတို့ကိုရောက်ချောင်းပြီးတော့စောက်ကြတယ်မိမကြီးနားမှာကျိုးတို့ကိုရောက်ထက်နှစ်ဆကြီးတဲ့ရဲသားကြီးတွေသနတ်ထမ်းပြီးတော့လိုက်လာကြတယ်လို့ရတဲ့ကျိုးတို့တွေသွားဆောင်တယ်ဒါပေမဲ့
အဲ့ဒီတို့ရဲ့သလိုအဲ့ဒီတိုင်ပဲမြင်ရတယ်အဲ့ဒါနဲ့လောက်ကထွက်ပြီးအဲ့ဒီမိမကိုမသိမသာမေးကြည့်မှတန်ဖိုးတွေရော့ပြီးလမ်းလျှောက်လာတာတဲ့ဆရာကြီးရေဆိုပြီးတော့ပြောခဲ့ဖူးပါတယ်စာရေးသူဖို့ဘာကပခေကဘာကပနဲ့တိုက်တို့ကလည်းတန်ဖိုးတွေကထားရော့ပြီးတိတ်ပွဲတိုင်းဗိမသိရမခဖြစ်ခဲ့ရတာပါအဲ့တော့ဘယ်မှာလဲကြည်စင်မေးတဲ့သူရှိတယ်ဟုတ်ပြီဘုရားဘေးကင်းခြင်းနဲ့လိုရာရခြင်းနဲ့ဆိုရင်ဒီနေ့ကိုအနည်းဆုံး108ခေါက်ကနေ1080ထိပုံမှန်တစ်လပြည့်အောင်ပွားကြည့်ပါတဘိုးပြီးတိုင်းခိပ္ပမေဝသမိန်ဇတုလို့ခံပြီးတော့ပွားကြည့်ပါဒလပြေးတာနဲ့လူရင်တာရှိရင်လက်ဝါးနဲ့ကြမ်းပြင်ကိုရိုက်ပြီးပြောလိုက်ပါပြည်လာသည်ကိုထူးခြားစွာသင်သိလာပါလိမ့်မယ်တခုတော့ရှိတယ်သက်မုံမြင့်ငါစီလာခဲ့စမ်းရွှေတပိဿာရောက်စမ်းလို့တော့မပြောနဲ့အဲ့ဒီအဆင့်ကဒုတိယဆင့်ပါဆန်လာခဲ့စီလာခဲ့ဘာဟင်းလာခဲ့ငွေလာခဲ့လို့တော့ပြောလို့ရတယ်ဇာရေးသူဆန်အိုတဲ့ဆန်မရှိရင်ဆန်လာခဲ့လို့ပြောတာဆန်အိတ်အလကားလာလှူတာကြုံဖူးပါတယ်တကယ်စွမ်းတယ်လုပ်ကြည့်ပါနောက်တစ်ခုကအထေးဖြစ်တဲ့လံပိုးတွေကာတာကိုပြောပြပါဦးမည်ဆက်ပါဦးမည်ဆရာနောင်ကြီးဘေရင်ဟောပယောဂကုဒီဓမ္မကလောကီပညာများကိုစိတ်ဝင်စားပါကလောကီပညာရာသက်ပံဘိုင်ဘာကြည်ပြီးသင်တန်းကိုမန်ပါကြီး2000ဖြင့်ဝင်နိုင်ပါတယ်အစောက်ပယောဂစစ်ဘေရင်မင်းများလိုခြင်းရှိပါကဆရာနောင်ကြီးစီကိုဆက်သွယ်လို့ရပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကတော့ဆရာနောင်ကြီးရဲ့တပည့်ထက်မြတ်အောင်ဖြစ်ပါတယ်နောက်ဆင်အားပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါဦးမယ်နမောနိတဘာယတထာဂတယတတေတာအမ္ရတော